ရင်ပိုင်းမှာဘွားတော်ကသူ့သမီးတွေကိုထက်ဆန်းတို့နဲ့လက်ထက်ထိမ်းများပေးဖို့မြူဆွဲနေပါတယ်။ဒါပေမဲ့ထက်ဆန်းတို့ကလုံးဝလက်မခံပဲပြက်ပြက်သားသားကိုညှင်းဆိုနေတာမို့ဘွားတော်ကစိတ်တူသွားပါတယ်။ဘွားတော်ကသူ့သမီးတွေနဲ့ထိမ်းများပေးအောင်လက်မခံဘူးဆိုရင်သူကလည်းအိမ်ပေါ်မှာဆက်ပြီးမထားနိုင်တာကြောင့်ခရီးကိုပဲဆက်ကြပါဆိုပြီးပြောပါတယ်။ထက်ဆန်းတို့ကလည်းအခုတော့မိုးချုံနေပြီဖြစ်လို့လက်ဖြန့်ကြရင်သူတို့ခရီးကိုပြတ်သက်မှာမို့တညတာအိတ်ဆက်အနားယူဝင်ခက်ခက်ရခွင့်တောင်းလိုက်ပါတယ်။ဘွားတော်ကလည်းထက်ဆန်းပြောတာကိုစောင့်ကြီးအောင်နဲ့လက်ခံလိုက်ပြီးမနှက်ဖြန်မှာခရီးမဆက်သေးဘူးဆိုရင်သူကအိမ်ပေါ်ကနေချမ်းမှာဖြစ်ကြောင်းပြောပြီးထွက်သွားပါတယ်။အဲ့အချိန်မှာပါကျဲကတော့ဘွားတော်ရဲ့သမီးတွေကိုလိုချင်နေရမို့တယောက်တည်းစိတ်ကူးတွေထိုင်းရင်နေပါတယ်။ဘွားတော်ရဲ့သမီးကြီးဆုံးကတော့ထက်ဆန်းခန်းထဲကိုဝင်ပြီးတော့သူ့ရဲ့အကအိမ်နဲ့မြှုပ်ဆွဲပါတယ်။ဒါပေမဲ့ထက်ဆန်းကတော့ဖျားစာကိုသာအာရုံပြုပြီးရုပ်ဖက်နေရမို့ဘွားတော်သမီးကိုမြေတောင်မမြင်ပါဘူး။အနောက်မှာတော့သမီးလက်ကရှာဟုတ်ချင်းရဲ့အခန်းထဲကိုဝင်ပြီးတော့သူ့ကိုယူဖို့ပြောပါတယ်။ဒါပေမဲ့ရှာဟုတ်ချင်းကလည်းလူရိုးဖြစ်နေလို့နေငါအခန်းထဲကနေခုချက်ရင်ထွက်သွားမထွက်ရင်ငါရဲ့လက်နဲ့နှုတ်ရိုက်တက်ပြမယ်ဆိုပြီးပြောပါတယ်။အဲ့ဒါကြောင့်သမီးဖြစ်သူတွေကထက်ဆန်းတို့ကသူတို့ကိုမလို့ရင်ကြောင်းကိုဘွားတော်ကိုပြောပြီးတိုင်းနေပါတယ်။ဘွားတော်ကထက်ဆန်းတို့တွေကတယောက်ဖြစ်တဲ့ကျူးပါကျဲကတော့နင်တို့ကိုလက်ထက်လောက်မယ်ထင်ကြောင်းပြောပါတယ်။သူတို့ပြောနေတဲ့စကားတွေကိုပါကျဲကအဝေးတနေရာကနေခိုးပြီးနားထောင်နေပါတယ်။ဘွားတော်ရဲ့သမီးတွေကလည်းပါကျဲကနေရွက်ကားကားနဲ့နှာခေါင်းချွန်လေးမျိုးချစ်စရာကောင်းနေဆိုပြီးချီးမွမ်းနေပါတယ်။အဲစကားတွေကိုကြားသွားရဲ့ပါကျဲကလည်းစိတ်မထိန်နိုင်တော့ပဲသူကဘွားတော်ရဲ့သမီးသုံးအောင်လုံးကိုလက်ထက်ချင်ကြောင်းထပြောပါတယ်။ပါကျဲဝင်လာတော့သမီးသုံးအောင်လုံးကရှက်ပြီးအခန်းပြင်ကိုထွက်သွားပါတယ်။ဘွားတော်ကပါကျဲကိုနင်းအဲ့လောက်လောဘမကြီးရဘူးလေယူမယ်ဆိုရင်လည်းတယောက်ပဲရမယ်ဖြစ်ကြောင်းပြောပါတယ်။ပါကျဲကတော့တယောက်ဆိုလဲတယောက်ကိုမေးမေးရဲဆိုပြီးကတ်ချွဲနေပါတယ်။အဲ့ဒါဆိုရင်ဘွားတော်ကနင်းစရာထန်ဆန်းရဲ့ခွင့်ပြုချက်ကိုအရင်ယူလိုက်အောင်လို့ပြောပြီးထွက်သွားပါတယ်။ဒါပေမဲ့သူတို့မသိလိုက်တာဝူခုံးကရင်ကောင်းအယောင်ဆောင်ပြီးသူတို့ပြောနေတဲ့စကားတွေကိုခိုးနာထောင်နေတာကပါကျက်စီယာတို့စီမရောက်ခင်ဝူခုံးကအရင်ကျိုးလာပြီးဖြစ်ကြောင်းကုန်စင်အားလုံးကိုပြောပြပါတယ်။ထန်ဆန်းကလည်းတနာတော်ရဲ့မှာနေမွန်းနေတဲ့ပါကျက်ကိုမှတ်လောက်သားလောက်ဖြစ်အောင်လှုပ်ထားလိုက်မယ်ဆိုပြီးဆုံးဖြတ်ထားပါတယ်။ထန်ဆန်းကလည်းပါကျက်ရောက်လာတော့သူကအကုန်သိနေနေပြီဖြစ်ကြောင်းနဲ့မင်းသားဆန္ဒရှိရင်ဒီအိမ်မှာနေခဲ့လို့ရကြောင်းကိုပြောပါတယ်။အဲ့အချိန်ကျမှပါကျက်ကဘွားတော်ရဲ့ဖိအားကြောင့်သူကမယူခြင်းပဲယူရတာပါလို့ပြောပြီးဒရမာခင်းပါတယ်။ဒရမာသာခင်းနေတာစိတ်ကဘွားတော်ရဲ့သမီးလေးစီမှာရောက်နေတာမို့ပါကျက်ကဒီအိမ်မှာပဲနေခဲ့ဖို့ဆုံးဖြတ်ထားပါတယ်။အဲ့နောက်မှာတော့ဘွားတော်ကပါကျဲကိုသမီးသုံးအောင်ဖြစ်နေလို့ဘသူ့ကိုယူမလဲဆိုပြီးမေးပါတယ်။ပါကျဲကတော့ဘာမှလိုက်ချင်တဲ့အတွက်သူ့မျက်နှာကိုအဝေးအုပ်ပေးပြီးသူ့လိုက်ဖမ်းမိတဲ့သူကိုယူမယ်ဖြစ်ကြောင်းပြောပါတယ်။အဲ့နောက်မှာတော့ပါကျဲကသူ့မျက်နှာကိုပိုးအောင်အုပ်ပြီးဘွားတော်သမီးတွေကိုလိုက်ဖမ်းပါတယ်။ဒါပေမဲ့တယောက်မှအောင်မမီးရတဲ့အတွက်ဘသူ့ကိုယူလို့ယူရမှမသိဖြစ်နေပါတယ်။အဲ့ဒါကြောင့်ဘွားတော်ကအစီအစဉ်ကိုပြောင်းပါတယ်။သမီးသုံးအောင်လုံးမှာသူတို့ကိုယ်တိုင်ချုပ်ထားတဲ့အရန်လှပတဲ့အင်ကြီးရှိကြောင်းပြောပါတယ်။အဲ့အင်ကြီးသုံးတဲ့ထဲမှာပါကျဲကတထည်နဲ့သာတော်ခဲ့ရင်အဲ့အင်ကြီးပိုင်ရှင်နဲ့ထိမ်းများပေးမယ်ဖြစ်ကြောင်းဘွားတော်ကပါကျဲကိုထပ်ပြောပါတယ်။ပါကျဲကလည်းအစီအစဉ်ကိုလက်ခံလိုက်တဲ့အတွက်ကြောင့်ဘွားတော်ရဲ့သမီးတွေကသူတို့ချုပ်ထားတဲ့အင်ကြီးတွေကိုပါကျဲကိုဝတ်ပေးပါတယ်။ဘာဖြစ်သွားမှမသိပေမဲ့ပါကျဲကအတန်နဲ့ကြီးနဲ့អော်ပြီးမိုးလင်းသွားပါတယ်။မနေ့ရောက်တော့ထန်ဆန်းတဲ့ဝူချင်းကညကသူ့ကိုတဲခုခဲ့တဲ့အင်အားပျောက်သွားပြီးတောထဲရောက်နေလို့ကြောင်ပျောက်သွားပါတယ်။ဒါပေမဲ့ဝူခုံးကတော့ဘာမှဖြစ်ခဲ့သလိုပဲရီးနေပါတယ်။ဝူချင်းကသူ့ကနားမလဲရောလို့အကိုကြီးဘာလို့ရီးနေရလဲဆိုပြီးမေးပါတယ်။အဲ့ချိန်ကျမှဝူခုံးကညကသူ့ကိုတဲခုခဲ့တဲ့အင်အားဖန်ဆင်းထားတာဖြစ်ပြီးဘွားတော်နဲ့သမီးတွေကလည်းနမင်းနေဖြစ်ကြောင်းရှင်းပြပါတယ်။သူတို့စကားပြောနေတဲ့အချိန်အဝေးတနေရာကနေပါကျဲရဲ့ကဲပါအောင်ဆိုတဲ့အတန်ကိုကြားလိုက်ပါတယ်။အဲ့ဒါကြောင့်ဝူခုံးတို့ကအတန်လာလမ်းကြောင်းကိုလိုက်သွားပါတယ်။ဟိုရောက်တော့ပါကျဲကတစ်ပင်မှာကျိုးနဲ့ချီခံထားရပါတယ်။ဝူခုံးကလည်းစားသလိုနောက်သလိုနဲ့ပါကျဲမင်းရဲ့ရောက်ခမနဲ့မိမဘယ်ရောက်သွားလဲဆိုပြီးမေးပါတယ်။ပါကျဲကလည်းမနောက်ပါနဲ့အကိုကြီးကငါ့ကိုကြိုးစားဖြည့်ပေးပါဆိုပြီးငိုပြီးပြောနေရှာပါတယ်။အဲ့နောက်မှာတော့ဝူခုံးတို့ကပါကျဲကိုကျိုးဖြည့်ပေးပြီးအနောက်ရက်ကိုခရီးဆက်ခဲ့ပါတယ်။အနောက်ရက်ကိုခရီးဆက်ရင်တောတောင်ထူရဲ့တနေ့ကအရောက်မှာတော့ဝူခုံးကမကောင်းဆိုးဝါအနှံ့သက်ကိုခန်းစားမိလိုက်ပါတယ်။ဒါပေမဲ့ဗိုက်စာနေကြီးဖြစ်တဲ့ထန်ဆန်းနဲ့ပါကျဲအတွက်ဝူခုံးကအစားစားချထွက်ဖို့ဝူချင်းကိုတေချာမှပြီးထားခဲ့ပါတယ်။အနောက်မှာတော့ဝူခုံးကဆီယာတော်တို့ကိုထားခဲ့ပြီးအစားစားထွက်ရှာပါတယ်။တစ်ဖက်မှာလည်းထန်ဆန်းတို့ရောက်နေပြီဖြစ်ကြောင်းကိုအဲ့နှစ်မြေကိုပိုင်တဲ့အယိုးယူမိတ်ဆာမှာအသိသွားပါတယ်။တကယ်တော့အယိုးယူမိတ်ဆာမှာအရင်အပိုင်းဒီမှာပါခဲ့တဲ့ဝူခုံးနဲ့အတူနတ်စစ်တီတွေကိုရိုးရိုးချွန်ချွန်တိုက်ခဲ့တဲ့ဝူခုံးရဲ့တငယ်ချင်းကောင်ငတ်မိတ်ဆာမှာပါ။ဝူခုံးတို့သူ့နှစ်မြေကိုရောက်လာပြီဆိုတဲ့သတင်းကိုကြားတော့အယိုးယူမိတ်ဆာမှာဝမ်းသာအားရနဲ့ဝူခုံးကိုသွားတွေ့ပါတယ်။အဲ့ဒါကြောင့်ရိုးယူမိတ်ဆာမှာတစ်ချက်ကုန်နှစ်ချက်ပြဲဆိုပြီးဝူခုံးမရှိတော့ထန်ဆန်းကိုစားဖို့လုပ်ပါတယ်။အနောက်မှာတော့မိတ်ဆာမှာလူရောင်ဖန်ဆင်းပြီးထန်ဆန်းတို့အစားအစာလာကတ်တဲ့ပုံစံဟန်ဆောင်ပါတယ်။အစာအဝဲမြင်တဲ့ပါကျဲကတော့မိတ်ဆာမှာယူလာတဲ့အစားအစာကိုတန်းလက်ခံပါတယ်။ဒါပေမဲ့အမျှော်မြင်ရှိတဲ့ထန်ဆန်းကတော့ဒီတော်ကြီးမြဲမဲထဲမှာမိတ်ကလေးတယောက်တည်းဘလို့မှမရှိနိုင်ဘူးဖြစ်ကြောင်းကိုသုံးသပ်မိပါတယ်။အဲ့ဒါကြောင့်ထန်ဆန်းကကျွန်ုပ်တို့ဒီမှာရှိနေရဆိုတာကိုအသင်ဘလို့သိလဲဆိုပြီးမိခွန်းနေအစ်မိပါတယ်။မိဆာမလည်းအချင်းမဟုတ်တဲ့အတွက်ဒီနားမှာသူ့အဖေနဲ့မေအလုံးလုံးနေရမှုအစားစရာလာပေးတာဖြစ်ကြောင်းပြောပါတယ်။အဲ့ဒါကြောင့်လမ်းမှာဆရာတော်တို့ကိုတွေ့ပြီးကြီးညိုလွန်းလို့မို့သူ့မိဘစားမယ်စားစရာတွေကိုလာကတ်တာဖြစ်ကြောင်းပြောပါတယ်။ ထ
ဆန်းကလည်းအဲ့ဒါဆိုရင်ဒီစားစရာတွေကိုအသင့်မိဘဝယ်ပေးလိုက်ပဲကျွန်တော်တို့လက်မခံမရစီနဲ့ဆိုပြီးပြပြတသားညှင်းဆိုလိုက်ပါတယ်အနောက်မှာတော့ပါကျဲတို့သတိမထားမိလိုက်တဲ့အချိန်မိဆာမအထန်ဆန်းကိုစားဖို့လုံရင်အပိုင်း14ပြီးဆုံးသွားပါတယ်နောက်ရက်တင်မှာ Journey to the West အပိုင်း15ကိုစတင်ပြရမလို့ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်ထားပြီးခဲ့ကြပါဦး